တ
တကုံမြို့နယ်ရှေ့ပိုင်းမြို့နယ်တိပိဋကမဟာကဏ္ဍဝိနိကေကျောင်းတိုင်းတာမဏေကျော်6ဘွဲသာသနာတစ္ဆဓမ္မစရိယဘွဲဝိနည်းဒရဝိနည်းကောဝိဒဒီကဘာနကပိဋကနှစ်ပုံဆောင်သာသနာအာဇာနည်ဖြစ်တော်မူသည့်အရှင်ပညာသာမဏေလင်္ကာရ၏အထုပ္ပတိအကျဉ်းကိုဘုရားတပည့်တော်ရှင်ကေတရပဲ့နယ်ပုံမှရုပ်ပတ်ပူဇော်ပါမယ်ဗျာအရှင်ပညာသာမဏေလင်္ကာရစကိုင်းတိုင်းဒေသကြီး10မြို့နယ်ရွှေအိုင်ကြီးရွာခမီတော်ဦးသောင်းညောမေတော်တော်တက်ရီတို့မှ1353ခုဝါကောင်လဇန်12ရက်ဇာတာပတိနေ့မှာမွေးဖွားတန့်စင်တော်မူသည့်တာဝုယတနာဖြစ်ပါတယ်အရှင်ပညာသာမဏေလင်္ကာရသည်1364ခုဥဒကုလဇန်9ရက်တောက်ကြနေ့မှာ
ခမီတော်ဦးသောင်းညွန့်မေတော်တော်တိုက်ရီတို့ရဲ့ပစ္စယနုက္ခကိုခံယူကာစကိုင်းတိုင်းဒေသကြီး30မြို့နယ်ရွှေရိုင်ကျေးရွာပြင်းကုန်းကျောင်းဆရာတော်ဗတ္တန္တနရိန္ဒကိုဥပ္ပစေပြုပြီးရှင်သာမဏေဖြစ်သို့ရောက်ရှိခဲ့ပါတယ်1385ခုကစုံလပြည့်ဗုဒ္ဓနေ့တွင်ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ငါးတက်ကြီးကျောင်းတိုင်ဒေါ်နုခင်ကျောင်းဆရာတော်ဗတ္တန္တနန္ဒီယကိုဥပ္ပစေပြု၍ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်အမှတ်2ရပ်ကွက်မြေကြီးနာလန်းအမှတ်18နေဖခင်ကြီးဦးစိန်မြင့်အားရည်စူး၍မိခင်ကြီးဒေါ်ယုံကြီးကိုအမှုထားလျက်ရဟန်းဓာယိကာမဒေါ်တင်တင်ကြီးမိသားစုဦးကျော်စွာမင်းဒေါ်အေးနိုင်မင်းဘုံရွှေကုမ္ပဏီများအုပ်စုမိသားစုဦးမိန်တက်ဒေါ်တန်တန်မော်ညီမမခိုင်စာမိသားစုဦးထွန်းတင်ဒေါ်ဆန်းမြမိသားစုတို့ရဲ့ပစ္စယနုက္ခကိုခံယူပြီးမြင့်မြတ်တဲ့ရဟန်းဖြစ်သို့ရောက်ရှိခဲ့ပါတယ်ကျေးဇူးကြီးမားတဲ့ဆရာတော်များကတော့စကိုင်းတိုင်းဒေသကြီး30မြို့နယ်ရွှေရိုင်ကျေးရွာတာစီကျောင်းဆရာတော်ဗတ္တန္တကောဝိဒပြင်းကုန်းကျောင်းဆရာတော်ဗတ္တန္တနရိန္ဒရွာဦးကျောင်းဆရာတော်ဗတ္တန္တသီလစာရရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့ဓမ္မိကာရမကျောင်းဆရာတော်ဗတ္တန္တသုံးတရအမှုပြုသောစာချဆရာတော်များရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ငါးတက်ကြီးကျောင်းတိုင်းဒေါ်နုခင်ကျောင်းဆရာတော်ဗတ္တန္တနန္ဒီယဗတ္တန္တအိန္ဒစာရရန်ကုန်တိုင်းဒေသကြီးမှော်ပင်မြို့နယ်မဟာသင်္တော်ရိုးကျေးရွာသင်္တော်ရိုးတိပိဋကမဟာကန္တာရကျောင်းတိုင်ဆရာတော်ဗတ္တန္တစန္ဒီမာသာသနာ့တစ္ဆဓမ္မစရိယဝိနည်းအဓိကဓမ္မစရိယကဏဝဆကဓမ္မစရိယ MA ပါဠိရန်ကုန်တိုင်းဒေသကြီးတိပိဋကမဟာကန္တာယုံကျောင်းတိုင်ကြီးများ၏ဘုဇိဗရဏနာယကတိပိဋကတရဓမ္မဗန္တာဂာရိကအဂမပန္တိတာအဘိဓမ္မာပါဠိပါရကုပရိယတ္တိသာသနာလင်္ကာရအကျော်အရှင်သူမင်္ဂလာလင်္ကာရဆရာတော်ဘုရားကြီးနှင့်ယခုလက်ရှိဗရဏနာယကဆရာတော်အရှင်ကဝိတ္တဇာအဂမကန္ဓဝဆကပန္တိတာအရှင်ညာနိတရာအဂမပန္တိတာအရှင်ပညာဝန္တလင်္ကာရဝိသိဋ္ဌမူလအာဘိဓမ္မိကစတဲ့နာယကစာချဆရာတော်များရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ်ရှေ့ပိုင်းမြို့နယ်တိပိဋကမဟာကဏဝိနိကေကျောင်းတိုင်းဦးစီးဗရဏနာယကဆရာတော်တိပိဋကဒရဓမ္မဗန္ဓာဂာရိကအဂမဗန္တိတာဗတ္တန္တဝါယမိန်တာပိဝန္တအရှင်ပညာဝန္တလင်္ကာရတိပိဋကဒရတိပိဋကကောဝိတာအရှင်ဝိစိတ္တသာရတိပိဋကဒရအရှင်သစ္စာညာနာလင်္ကာရတိပိဋကကောဝိတာစသောနာယကစာချဆရာတော်များဖြစ်ကြပါတယ်အရှင်ပညာသာမီလင်္ကာရကမန္တလေးမြို့ရန်ကုန်မြို့ပဲခူးမြို့မော်လမြိုင်ကျွန်းမြို့တထုံမြို့နဲ့ရန်ကုန်မြို့ကဘာကြီးတိပိဋကမဟာကန္တာယုံကျောင်းတိုင်မှာကျင်းပတဲ့တာမဏေကျော်စာမွေးပွဲတွေကိုလည်းအောင်မြင်ပြီးပရိယတ္တိသာသနာဟိတတာမဏေကျော်ပွဲမင်္ဂလာပြုဝတာမဏေကျော်ပွဲပရိယတ္တိတတ္တမရခိတသာမဏေကျော်ပွဲပရိယတ္တိသာသနာလင်္ကာရသာမဏေကျော်ပွဲရွှေပါရမီသာမဏေကျော်ပွဲခဏဝါစကသာမဏေကျော်ပွဲတို့ကို၎င်းအစိုးရနိကေစာမေပွဲဝိနည်း၅ကျမ်းကိုအောင်မြင်၍ဝိနည်းဝိတုပွဲအင်္ဂုတ္တ17ကျမ်းကိုအောင်မြင်၍အင်္ဂုတ္တရနိကာယဝိတုပွဲအဘိဓမ္မာရှိပိုင်း2ကျမ်းကိုအောင်မြင်၍အဘိဓမ္မာဝိတုပွဲဝိနည်းပိဋကမဟာဝိတုတန်းကိုအောင်မြင်၍ဝိနည်းမဟာဝိတုပွဲရန်ကုန်မြို့ဒေါက်တာခင်ခင်ကြီးပရိယတ္တိဖောင်ဒေးရှင်းကကျင်းပတဲ့ပိဋက3ပုံပါဠိတော်မြန်မာဗျာစာမေးပွဲမှာအဘိဓမ္မာရှေ့ပိုင်း2ကျမ်းကိုအောင်မြင်၍အဘိဓမ္မာမာမကပွဲတို့ကို၎င်းနိုင်ငံတော်အစိုးရမှကျင်းပတဲ့ပထမပြန်စာမေးပွဲတွင်ပထမငယ်တန်းပထမလက်တန်းပထမကြီးတန်းဓမ္မစရိယာတန်းတို့ကိုအောင်မြင်၍သာသနာတစ္ဆဓမ္မစရိယာပွဲမရန်ကုန်မြို့နယ်နှင့်မြောက်ကလာပမြို့နယ်လုံးဆိုင်ရာစိန်မပရိယတ္တိနှုတ်ကပထမပြန်စာပွဲကြီးတွင်ဓမ္မစရိယာတန်းကိုအောင်မြင်၍စိန်မပရိယတ္တိနှုတ်ကဓမ္မစရိယာပွဲရန်ကုန်မြို့ကဘာကြီးတိပိဋကမဟာကဏယုံကျောင်းတိုင်ဓမ္မစရိယာတန်းဆောင်ပွဲကိုအောင်မြင်၍ခဏဝါစကဓမ္မစရိယာပွဲတို့ကို၎င်းနိကာယုဇောတကသမီတိနိကေသာသနာတော်ထုံးကားရေးအသင်းဘာနကစာမေးပွဲတွင်ဝိနည်း၅ကျမ်းကိုအောင်မြင်၍နိကာယုဇောတကသမီတိဝိနည်းတရာပွဲသုတ်3ကျမ်းကိုအောင်မြင်၍
နိဂါယုတ်သောတကဒီကဘာရကအပွဲတို့ကို၎င်း80ကြိမ်မြောက်တိပိဋကတရာတိပိဋကကောဣဒရွေးချယ်ရေးစာမေးပွဲ၌ဝိနည်းရှိပိုင်းနှစ်ကျမ်းကိုအာဂုံပြန်ဆိုအောင်မြင်၍ဥပရောဝိပင်္ဂတရာပွဲတို့ကို၎င်း82ကြိမ်မြောက်တိပိဋကတရာတိပိဋကကောဣဒရွေးချယ်ရေးစာမေးပွဲ၌ဝိနည်းနောက်ပိုင်း3ကျမ်းကိုအာဂုံပြန်ဆိုအောင်မြင်၍ဝိနည်းတရာပွဲကို၎င်း83ကြိမ်မြောက်တိပိဋကတရာတိပိဋကကောဣဒရွေးချယ်ရေးစာမေးပွဲ၌ဝိနည်းရှိပိုင်းနှစ်ကျမ်းကိုသဘောရေးပြေအောင်မြင်၍ဥပရောဝိပင်္ဂကောဣဒပွဲကို၎င်း86ကြိမ်မြောက်တိပိဋကတရာတိပိဋကကောဣဒရွေးချယ်ရေးစာမေးပွဲ၌ဝိနည်းနောက်ပိုင်း3ကျမ်းကိုသဘောရေးပြေအောင်မြင်၍ဝိနည်းကောဣဒပွဲကို၎င်း89ကြိမ်မြောက်တိပိဋကတရာတိပိဋကကောဣဒရွေးချယ်ရေးစာမေးပွဲ၌တုတ်3ကျမ်းကိုအာဂုံပြန်ဆိုအောင်မြင်၍ဒီကဘာနကတိပိဋကတရာပွဲကို၎င်းအသီးသီးစုခုရရှိခဲ့ပါတယ်။ယခုကဆရာတော်အရှင်ပညာသာမီလင်္ကာရကတကုံမြို့သည့်အရှိပိုင်းမြို့နယ်တိပိဋကမဟာကန္တဝေနိကေကျောင်းတိုက်ဗရဏမဟာနာယကတိပိဋကတရာဓမ္မဗန္နာဂာရိကအက္ကမပန္တိတရေစကြိုဆရာတော်ဘုရားကြီးရဲ့အရေးအောက်၌ထက်တန်ပရိယတ္တိစာပေများကိုဆက်လက်လေ့လာစီပွင်ရင်သာသနာပြုလျက်ရှိပါကြောင်းဆရာတော်ဤထေရုပတ္တိအားရွတ်ဖတ်ပူဇော်၍ဝမ်းမြောက်စွာသာဓုခေါ်ဆိုအပ်ပါ၏မင်္ဂလာစီယုံပရိယတ္တိစာသင်တိုင်းဗရဏနာယကဗတ္တနာမာဂိန္ဒပိဋကတပုံဆောင်ဆရာတော်ရေးသာဂုံပြုပူဇော်အပ်သောအောင်ကျောင်းဖွေရှာနန်းခေမှာအမိယပိုက်ဆုံးရရုကိုဂီတာမူအောင်ဘူဘူနဲ့အတူသီးသန့်ရှင်တပည့်တော်မြကေခိုင်မှပူဇော်ပါမည်ဖျား
ထေဆရာသည်မြစ်တာဆင်းထက်ဂုံဒရနဲ့ကြီးမြတ်လွန်ချုံကျေးဇူးကုန်၏ကျောင်းဘုံရိပ်တွေကဘာအေးတိပိရကနာမသင်ထုံမဟာကန္နာယုန်ဒီသုံးမုံပိရကမထေမြတ်တို့ကိန်းဝဇန်တင်ကိန်းဝဇန်တင်တိပိတကမဟာခန္ဓဝင်နှင့်ထေရှင်များစွာဆရာမှုခေါင်လမ်းပြဆောင်သည်ဂုံရောင်ထွန်းပအရှင်ပညာသာမီလင်္ကာရဟုပိရကနှစ်ပုံအာဂံဘာနကဒွိပိရကဆရာတော်အလင်းငါကြောဟုညွန်းဖော်ပွဲ20ဂုံတင်တယ်သည်နောင်ဝဲထွန်းပအာဇညာမို့ထေရပေါင်းမြစ်တာလောင်း၍အောင်ရောက်စေအောင်ကြောင့်ခွေရှာနန်းခေမာရီသာသနာဖုံးရိပ်ညံတိဟိတ်ဖြစ်ခဲချိန်နွမ်းနေခဲချိန်နွမ်းနေဝတ်သုံးသွဲတကယ်လို့ရဲ့စိတ်မှာတွေ့သည်လွေထွေးစင်ကြဲဥပစ္စေဟုဘုံနွယ်အဓိကရဗတ္တံနာနန္ဒီယတိဒုရနဖြာသာရဏချမ်းသာရွယ်ထမ်းစိတ်ရွှင်လန်းမှုပြထမ်းစေတနာလူရမ္မာသည်သာသနာနှုတ်ကဟနာမခုံဤဒေါ်တင်တင်နှင့်ပါရမီစုဆောင်အလူရှင်အပေါင်းပါထေကောင်းဆရာဗတ္တနာစန္တိမာတို့မြစ်တာညွန့်ဖော်ဒွိပိတကဆရာတော်ဟုဂုဏ်တော်စံပြုမြတ်ကောင်းမှုဖြင့်ပေါင်းစုပူဇာဤစေတနာသည်ခေမာညွန့်လို့အောင်စေတော်သာ
ရှင်ကုသလစကိုင်းရေးဆက်တီကုန်းပါတော့25ပရတိအချီချဒီဂုံပြုမင်္ဂလာရတုပိုက်ဆုံးပါဗျာအောင်အတိတ်မင်္ဂလာပြင်းမြမနိုင်မြတ်စွာဘုရားဟောဖို့ပြသည်သုံးဝသာသနာထွန်းလင်းဖြာ၍စီယာစကိုင်းတူမနိုင်တာနိုင်မြတ်နေပေမြို့တစ်စိဒီမဖွယ်ရဲ့ကြီးတရင်မွေရီခေါ်ရရွှေအားဆရာတော်ကြီးများအရှိခုံများမှာဆရာတော်ကြီးများအတွက်မယိုင်မတူပေးထားတာဖြစ်ပါတယ်ဦးတောင်ညိုနေမစွန်ပါရမီတော်တိုင်ဟုနလီမိဘာတာပုဒ္ဒကိုချမ်းမြကြည်သာဖွားမြင်ကား၌စာတာဆမ်းမြင့်ဆုံးညင်တင်သည်စာတာဆမ်းမြင့်ဆုံးညင်တင်မြူဝိဒေဇာရှိသည်ဖယာရောက်ဟိတ်စင်မကွာတာတက်လျာကိုဆရာထဲရင်ဘုအနေ၍လူမီမြတ်စွာသာသနာဝေတရာပပစိတာစုကိုရ၍ญาณติอันပထမပြန်နေဓမ္မစရိဆွဲဆုံးညီ၍ဒီနေ့သုံးပြကျန်ရင်စာကိုတေချာဝေခွဲစာမေးပွဲ၌နှွေးလေသမျှငယ်ကစား၍မဟောကြောငါကြောရီတိဖာစာချခဏဝါစကားဟုဝဲလာစင်စေမြင့်ထဲမြင့်သည်ဖူးပွင့်ရွှေကြဤသည်ဖယားဆရာတော်ကြီးများဒီဖယားဝိဒုဒ္ဓတို့အဖွဲ့ကနေပြီးတော့ဆရာတော်ကြီးတွေဒီမှာအစီအစဉ်အောင်လေနော်ပေါင်းမိတ်တင်ကဟာမင်္ဂလာဒီဇာနီယောက်ျားတကောင်ခွာတော့စိတ်ထားဆွဲတန်ဒီဟိညံဖြစ်သုံးတန်ပြီးတကယ်အာကုန်ခက်ကတရက်ဝင်းနီလုံးစုံပြီးခဲ့မြဲကြီးတုတ်တန်အာကုန်ပြေတော့တဖန်ဒီကဘာနကာဟုဝဲလာအမှန်ယူခဲ့ပြေရှင်နှစ်တန်းပြီးတကယ်တန်ဝင်လာ၍ထုမြတ်ပါရမီလောင်းစာနီကိုယုံကြည်ကိုးစားနှလုံးအားဖြင့်စိတ်ထားပျော်ရွှင်ပွဲကြီးရင်၍နှွေ
ညာသားမီလီဂါရအတွင်ဒေတာဆက်ဆိုသောချီချခြင်းပိုက်ဆုံရည်တပုတ်ပါဗျာကောင်းမြတ်ဝေစာအောင်ကြောင်ဖြာသာချိန်ခါကောင်းကျွဲစကိုင်းနေဤတစ်စဲအပါရွှေအိုင်ရွာဝဲတရားရောင်လို့ဦးတောင်ညွန့်နေကောင်းမှုပြာစီတော်တိုင်မှဒီရွှေလွှမ်းဖို့53ဤချိန်အောင်ခေါင်းစမ်းစနေမနာလမ်းစမ်းကြည့်အေးကြာသာပဲတွေပိုက်ထွေးကျင်သာခွာမြင်ပါသည်ဝေစာကောင်းမြတ်ပြောသည်ဖယားဖယားဖယားမောင်ခက်ကြည်ညာအောင်မဖြာလာပညာတာမီပွေအမည်ဖြစ်ဒီကြည်ထင်ပေါ်ရှင်အမော်သည်တာမဏိကျော်ဓမ္မစရိယနိကာယဝိတုမဟာဝိတုနိစိုက်သူဒွိပိတကတရဘွဲ့ဆုံးရ၍နာမပြန်ပွေဘုံဤတွေ့လျက်မြင့်မြတ်သာသနာပွင့်လန်းသာစေရနာတို့တဲ့ကုသိုလ်ဆက်သည်ဆရာတို့ထံဝဲသုံးနံပိတကတင်ပို့ချ၍ယလတာကြီးတင်းတင်းရီကထွတ်မီတတ်မဲ့ချီမြောက်အပ်သည်စေရနာပါတော်သည်ဖယားဖယားဖယားရွာရွှေအိုင်မာဒီနေရာကမြမပြည်အလဲပိုင်းစကိုင်းတိုင်း
จีกงไปยะนั่นไหลนี้ช่วยไอจียัวกงเป้าตาดาตรามาดออุตาวညိုဒီကုံညိုဖြာစီထောတိုင်တို့ဆုံးလီစွာပါဖွာလာကြသည်အာယာဟုတ်စွာတာပုဒ္ဒါရီဘဝမယသာသနာတွေမနေဝရချင်းအခါကလက်ပြမြည်ရမိနစ်ဖာတော့လေးဝပြည့်စရာထောက်ပံ့ပါ၍ဗုဒ္ဓမြတ်စွာသာသနာ၌ကောင်းစွာဆုံးလင်းကိုပေါင်းလွင်သည်တာမီဝေရရှိခဲ့ဒီစရာစာပေအထွေတွေကိုခြေရစရာတင်ပြပါသည်ပါရမီထူရှိကိုကြီးဘုရားရာတွေပိုင်ကကိုရီတာဘစာတင်ကြရကြောင်းတိုက်တာတော့ကြွရအခါညစရာတီတကားပေါင်းစုထောက်ပံ့ပြုခဲ့စတုပစ္စယအပြာပြာကိုကောင်းစွာဆုံးလီကိုပေါင်းလွင်သည်ဒေါ်တင်တီဟုမိသားစုတို့အပြုလူစင်စေဧကံဖြစ်ဖို့ဥပိဇာယညက်ထေရာကဗဒ္ဒတနန္ဒီယအမည်ရသည်ထေရဆရာချီးမြှောက်ပါခဲ့စာတင်ကြမှာမဟာကန္တာယောကျောင်းရင်မြုံ၌ခုံလုံးကားသာအပြာပြာစာစီကျူရင်စာတီကျူရင်ဆုံးကြီးဖယားဖယားဖယား
စာတွေနိုင်စွာဖြစ်ပေါ်လာဖို့စာတင်ကြရာကြောင်းတိုက်တာဟုကြီးရွာကစာတင်ရ၍စာချကောင်းစောခုံပေါင်းချုံသည်ရန်ကုန်ရှိရာကြောင်းတိုက်တာ၌ကောင်းစွာသာပြီးပညာသင်၍ထက်ခွင်ကျန်းစာအဖျားပြာကိုကောင်းစွာအောင်မြင်ကုံပေါင်းလွေမောအောင်မြင်ပါပြီကုံပေါင်းပြည်သည်ဒီပိတကမဟာကရဝေကြောင်းတိုက်တွင်မူဖြာပြာကောင်းစွာတင်ရကုံပေါင်းခါသည်သာသနာတစားဓမ္မစရိယဝိနယတရာဝိနယကောဝိရာတာမဏေကျော်လင်္ကာရာဒီကပါဒကဒီပိတကရရာဘွေတော်ရ၍ခုနပူဇာမင်္ဂလာတာကျုံပြီးဖျားဖျားဖျား ။ဒါကတော့
မြောက်လူစားဒီပီတကရဂုံမဟာဒီပီတကရဂုံမဟာဝိမြတ်တစားဆွလန်းနိုင်ဖရာလေတိတ်ခါကျင့်မြတ်ဓမ္မခံတိတ်ခါကျင့်မြတ်ဓမ္မခံလေးသစ္စာဉာဏ်စင်မြတ်နိုင်ဖရာလေပါရမီအစွမ်းနဲ့မတ်စခန်းမြော်ဤဩပါရမီအစွမ်းနဲ့မတ်စခန်းမြော်ဤတန်လန်းပျော်ပျော်ပြည်နိဗ္ဗာန်ကိုလေတန်လန်းပျော်ပျော်ပြည်နိဗ္ဗာန်ကိုလေမြတ်ကေခိုင်မှလေးမြတ်ကြည်ညိုမြတ်ကေခိုင်မှလေးမြတ်ကြည်ညိုတီးရတီးဆိုတီးရတီးဆိုကြောင်စင်ရဲ့လေမဟာကနဝင်းကျဲတပွင့်သွဲသွဲစင်ပြီးရကဲပင်လေကိုမဟာကနဝင်းကျဲတပွင့်သွဲသွဲစင်ပြီးရကဲပင်လေကိုအစင်ကွယ်အောင်စုခုညံကုန်မြူလို့ဒီတကဲနှစ်ပုံအောင်ညံကုန်မြူဘောင်အောင်အရှိတရက်ကုံဆောင်ထွန်းပြောင်းလို့ကိုမြူမြူ
ခေါင်းจิตတရေတင်းလို့လာနေအသည့်အမောင်တွေခွာထွန်းပြောင်တဲ့သာယရနာအရှင်ပညာသာမီလင်္ကာရနာမမြည်သာအရှင်ပညာသာမီလင်္ကာရနာမမြည်သာထာဝရထေဝဘွေကုန်လာတဲ့ဒီကဘာနကပိရကနဘုံအောင်ကျောင်းခန္ဓဝီရဲ့ဂုံဆောင်ဘုံခေါင်ဖျားတဲ့သာသနာပေါင်းမှာဘုံခေါင်ဖျားတဲ့သာသနာပေါင်းမှာထာဝရအယောင်ဖျားလီးနိုင်စီတော့လီသုံးပုံပြီးတကက်သာသနာပင်လေသုံးပုံပြီးတကက်သာသနာပင်လေထာဝရအစဉ်ကွယ်ကုလွန်နိုင်တော့လီသာသနာအတွက်အမျက်အာဇာနည်သာသနာအတွက်အမျက်အာဇာနည်အသိရာရှိကျမ်းမာစီတော်လေးသာသနာထွက်အမျက်အာဇာနည်သာသနာအတွင်အမျက်အာဇာနည်အသိရာရှိကျမ်းမာစီတော့လီကျိန်ပုံလိုက်ဖုံမြိုင်ရကုန်းကခိုင်စုံဝေးပါသွေးမရိုင်စွာကျိန်ပုံလိုက်ဖုံမြိုင်ရကုန်းကခိုင်စုံဝေးပါသွေးမရိုင်စွာပြိုင်ထုံသိလာဝေးပြိုင်စားသည်ရွှေအိုင်ရွာမီတာပုံစံဖြန့်မြီအလင်းပါစံသည်အချင်းသာတန်စီတွင်ကထွန်းပြောင်းအရှင်ပါကျွန်းတောင်တခွင်မှာကျော်စောကလွမ်းကျော်စောကကျိန်မုံလိုက်ဖုံးမြဲရကောခိုင်စုံဝေးပါသွေးမရိုင်စွာပြိုင်ထုံးသေးလာဝေးပြိုင်စားသည်
ပြန်မီအလင်းပါစံသည်အချင်းသာကစေတွင်ကထူးပြောင်အရှင်မကျွန်းတောင်တစ်ခွေမှာကျော်စောကလွမ်းစရာမချညာတကအများအခါပူဇာအတန်သည်ဒူမြနဘယံတောင်ကုစီဖယာလီလီလီအရှင်ဘုံညဝန္တမရေးဆက်အပ်သောဒွိပိဋကဂုဏပူဇာရှင်လုံးဘွဲ့ကြပြများကိုရွှေအံရွာဓမ္မစကြာဝအသင်းမှာရွတ်ဖတ်ပူဇော်ပါမည်ဖေယံနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓဓမ္မသံဃာယေနစေယမိဘငါဝဆုံစွာပူဇော်ဂုဏ်ပြုရတုချိန်သာလက်အောင်မို့ရှိဖို့ဝရဏဥဒေပန္တသာသနာဝေမြင့်မြတ်ပေစွာနေလိုက်သွေ
တော်နေ့တကားတကမပေါင်းတို့ကပေါင်းစုပူဇော်အပ်သော80ဘောထက်တင်တေးကြလာအားကျမ်းပြုစာရေးစာချနာယကအရှင်တေဇနီယပထန်လေးအောင်ဆရာတော်ဖျားမှရေးသားတီကုံပူဇော်ထားခြင်းဖြစ်ပါတယ်ဖျားအမြင်မင်္ဂလာရှင်ကားပြအစဉ်အသွင်စင်ကားသာအရှင်ပညာသားမင်းလင်္ကာရပါရမီရှင်ကိုတရာရှိလျင်ပူဇော်ညာအခါကသိမြင်ဒုပြောသွားစေဘူးစဘူဘောတလွားအောင်ပွဲအစဉ်ဤသာသနာစီဖြာကြည်တရာလျံပါလို့ညီညာထညာပူဇော်တပည့်အခါကပင်မအကြောင်းကသာသနာစံတင်ကောင်းလားမဟာကဏဝိနိကေကြောင့်ကဂုံတုအရှင်ကိုအကောင်ပူမြည်ကြီးညိုကြလို့ဤဆိုသမျှတောင်းစုဤမြောကပေါင်းစုပူဇော်ရာစာအောင်ပွဲပါအရာရာဆောင်တွေကြတရာနောင်လေးပြဖူးမဝပါသည်မြူကြွခါကဂုံပြူပါရလေအရွယ်ထဲကအသွေးတွေတကယ်လားတစင်းနေကစာတိအနေပါနာဂီဆွေညာဂုံပြူပါရလေတကအကုန်တီးကြတရာအကုန်ပြီးဝသာသနာကုန်ရှိလာအောင်ဝဲသပင်ကိုနောင်အမြဲပင်ပူဇော်ကြောင်းသာပါလေလေတကအကုန်တီးကြတရာအကုန်ပြေဝသာသနာကုန်ရှိလာအောင်ဝဲတပင်ကိုနောင်အမြဲပင်ပူဇော်ကြောင်းသာပါလေ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 သာသနာရောင်ရှိန်ထိန်ပြောင်းလွှမ်းပါဝရိမောင်နှံသမျှပြတုမွေသာသနာရောင်ရှိန်ထိန်ပြောင်းလွှမ်းပါဝရိမောင်နှံသမျှပြတုမွေစင်ရောင်လျံပါယခုအချေဝဲလူပြည်နေ
စာအရှိအစင်သာမဟာကဝီအရှင်ပညာသားမီသာသနာအာဇာနည်ကိုကာရဝပနာချီဥညဝဲတွာချေဝဲလူပြည်နေကြောကြတပင်မဟာစာရှိအစင်သာမဟာကဝီအရှင်ပညာသားမီသာသနာအာဇာနည်ကိုကာရဝပနာချီဥညဝေတွာဥညဝေတွာသမိုင်းဝဲတင်လာစကိုင်းနဲ့တွင်မှာဆရာဆရာရတနာကိုတငါတငါမဆုံးသောခဝတွာမပြတ်အတန်ဘဝညာအထက်နှံတလွားမှာတော့ချက်တမ်းမချဒီတဲ့စီတော်တောင်းလိုက်ရဩဝါထုံးပနာညောရနရှိန်တဲ့သောဗုဒ္ဓံစာပိတကသုတ်တံပါအဘိဓမ္မာထောက်ပြန်ငါဝိနယစာပေတော်ပါလေသာမဏေကျော်ဝဲကောအပေါင်းရဲ့နဲ့ဘက်ဆုံးကြောင်းပြီးတိုင်းကဆုံးလင်းသွားတိမအကုန်တင်ရှာအယူရဲနဲ့မမြအကျဲချဲမပြစေမွေမကပုံစုရတနာကိုဂုံပြူသဘာစင်တွဲပါလို့လူရောမကအဆုံးအမြဝေပါသည်သုံးဝစေရနာရွာသုံးဖြာစို့လေဝိနေယပေါင်းစုစေတနာကောင်းမှုမြေပနမြကြောင့်ပြုတသက်တည်ပါသည်ကနဘွေမဟေတာဒုခောစို့လေလေလေဝိနေယပေါင်းစုစေတနာကောင်းမှုမြေပဒမြကြောင့်ပြုတသက်တည်ပါသည်ကနဘွေမဟေတာဒုခောစို့လေ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 ာကဟောဟာပြောရှာရကောလာဟလာသင်အလားမထိုင်တော့ဟုတ်ပါသောတာသမဏသင်လျာငယ်
မင်္ဂလာမင်္ဂလာမိကြတာဘုံကျွေဓမိတ်ကရုပ်ဖယ်ပြေမရ38ဝဘဂဝါမြတ်တဆူရဲ့မြမညက်လူသရဝများတွေအတွက်ဟောတိတာလိုက်လေခင်ဗျာချက်ပြိုးပါလားတတ်ရရဲ့ အရှင်ဘဂဝါဓမ္မသက်အယမင်္ဂလာဆန္ဒဝအစင်းအလားမပြတ်ပါပြုရရှာပြီဘုဒ္ဓရာဓမ္မစိတ်သာသောသုကတဘဂဝါဓမ္မိတ်တရားကလည်းဟောခဲ့၍စိတ်သာရောကြီးညိုသွားခုခါကုသလားပြုရှာကြတော့အလူတကားဓမ္မတို့ရှင်လန်းပြောမွေကအားရတရားကြီးပါလားခင်ဗျာ ပေါ်လာဆောင်တမြယောဂယံသာမျောကနံအမတနိုင်ဘူးကြကိုစိတ်ချူသလားစေရနာဖျားလို့ခေမနံမြို့မဲ့လန်းတိုင်းကိုဟာတဲ့လှမ်းနိုင်ဖို့ရမင်္ဂလာဘွဲလို့စင်အလားမြဲလို့စင်ကားဆွဲလို့လူအပ်ပါလိလူနာပြမသာဒုခေါ်ပါလေ老妹喏，养不呀可为吧，养我给吧，妈妈呀推嘛，婆婆娘的，没娘婆娘也要他吧嘞。女性的口路，女性的飘路，比谁乱走路，我啥样路，水满地毛，头长把耶嘞，水满地毛，头长把耶嘞。အားရတရားကြီးပါလို့ခင်ဗျာ စိတ်မမောင်းလို့ထူတောင်းနေပြီထင်တယ်ဟဲ့မင်္ဂလာပြည့်ကြပါစေခန္ဓာပြည့်ကြပါစေအရပါလေဟာအရပါလေစိတ်မမောင်းလေကြာရတယ်အားပြည့်ပါဘယ် ဟုတ်တယ်လေ အေးထားတော့ထူတောင်း